ပြဿနာဖြစ်လို့ဖယားတကယ်မမှန်တာမဟုတ်ဘူးပြဿနာကြုံတွေ့ရတဲ့ကြောင့်နှုတ်ကပတ်တော်မမှန်တာမဟုတ်ဘူးနှုတ်ကပတ်တော်ဘယ်တော့မှမရှုံးရှုံးပါဟာလေလုယာဖယားတကယ်ကိုယုံကြည်ကိုးစားတော်သူတို့ရဲ့အသက်တာထဲမှာဖယားသခင်ဒီရှိတော်မူဒီကို၎င်းယုံကြည်တော်သူတို့ဒီအကျိုးပေးတော်မူဒီကို၎င်းသိကြရလိမ့်မည်လို့ပြောပါတယ်ထိုဘုရားရှင်နာမတော်ဘုန်းကြီးပါစေကျွန်တော်တို့ခရိယာဖြစ်ပြီးတော့မှအခက်ခဲမရဘူးလို့မပြောဘူးသင်ပေါ်မှာအတိုက်အခက်မရှိဘူးလို့မပြောဘူးဟာလေလုယာသင်အထောင်မိသားစုမှာပြဿနာရှိကောင်းရှိနိုင်တယ်သင်ရဲ့လုပ်ငန်းခွင်မှာလားသင်ရဲ့ယောက်ျားကြောင့်လားသင်ရဲ့မိန်းမကြောင့်လားဒီပြဿနာအားလုံးတို့ဒီကျွန်တော်တို့ကိုဖျက်ဆီးဖို့ရမဟုတ်ပါဟာလေလုယာကျွန်တော်တို့အောင်သွားဖို့ရတဲ့ကျွန်တော်တို့စာမေးပွဲတည်တာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့ယေရှုခရစ်ကိုယုံကြည်သောဘုရားသားသမီးတွေဟာဘုရားသခင်ဂတိတော်ထဲမှာကျွန်တော်တို့ရှိတာဖြစ်ပါတယ်ဟာလေလုယာသင်စခုတင်ထိုဂတိတော်သင်မတွေ့သေးဘူးဆိုရင်သင်မရရှိသေးဘူးဆိုရင်နှုတ်ကပတ်တော်အပြင်မိကတ်တော်ရရှိမလဲဆိုတော့ကိုသင်ယူပြီးတော့သင်အပိုင်ဖြစ်သောအရာကိုရယူသင်ပိုင်ဖို့ဒီသင်ရဲ့တာဝန်ဖြစ်တယ်ဟာလေလုယာဟာလေလုယာထိုဘုရားရှင်နာမတော်ဘုရားပါစေသင်ဒီယေရှုခရစ်ကိုကိုယ့်ရဲ့အသက်ခင်ကယ်တင်ပိုင်စေဖို့ယုံကြည်လက်ခံထားသောဘုရားသားသမီးတို့ယုံကြည်တိုင်းကျွန်တော်တို့ဒီဘုရားသခင်ကသူ့ရဲ့အသက်ကိုပေး၍သူ့ရဲ့ဖြစ်စဉ်ကိုပေး၍သူနဲ့တဏ္ဍာတူအောင်ဖန်ဆင်း၍သူကဲ့သို့လှုပ်ဆောင်ရကျွန်တော်တို့ကအမိန်အခွင့်ပေးထားပြီးသားဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့တရုတ်စီတိုင်းတို့ဒီဘုရားသခင်နေတို့ကျွန်တော်တို့ကဘာကိုပူ၍လှပတော့အရာဖြစ်ဖို့ရန်အတွက်ဘုရားသခင်ကဲ့သို့ယုံကြည်ခြင်းနဲ့ဘုရားသခင်နှုတ်ကပတ်တော်ကိုနေ့စဉ်ဆက်လွှတ်ခြင်းဖြင့်တာ၍လှပခြင်းတာ၍ပေးဆောင်ခြင်းတာ၍ကောင်းမွန်ခြင်းဟာလေလုယာ fixing ကျွန်တော်တို့ကိုတိုင်လှုပ်ဆောင်ဖို့ရန်ကျွန်တော်တို့ကိုအခွင့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အခွင့်ထေဝရရှိထားတော်သူကျွန်တော်တို့ခရစ်တော်ထဲမှာပတ်တူလဲဆိုရင်ခရစ်တော်ဖြစ်တဲ့အတိုင်းဒီလောကမှာဖြစ်တော်သူများဖြစ်တယ်ဟာလေလုယာခရစ်တော်အသက်ရရှိ၍ခရစ်တော်ရဲ့တကူအာနာအလုံးစုံကိုဆက်သက်ခြင်းခံတော်သူများဖြစ်ပါရဲ့သင်ရဲ့ကဘာကိုသင်ကိုတိုင်တာဝန်ယူ၍ဦးဆောင်ကြသောအခွင့်အာဏာရရှိထားတော်သူများဖြစ်ပါရဲ့လူမျိုးများစွာတို့ကသူတို့ရဲ့ဆုံဆုံခြင်းကိုတခြားလူကိုအပြစ်တင်ခြင်းကြတဲ့သူတို့ဆုံဆုံခြင်းဟာသူတို့မိဘကြောင့်သူတို့မှအိမ်မရှိလို့အမွေမရှိလို့ပညာမရှိလို့အမျိုးမျိုးသူတို့ဒီပြောချင်ကြတယ်ဒါပေမဲ့ဒီနေ့သင်ကိုတရင်ကောင်းပို့လိုက်ပါတယ်ယေရှုခရစ်နဲ့သင်ရဲ့အမွေဖြစ်သောအရာကိုသင်ရရုံပိုင်ဆိုင်ဖို့ရန်အတွက်ဘေး background မှမလိုဘူးဟာလေလုယာဘေးမိဘရဲ့အမွေမှမလိုဘူးဘေးပညာမှမလိုဘူးယေရှုခရစ်နဲ့ရှင်နေတော့ဘုရားအသက်ဘုရားဝိညာဉ်တော်သင်အထက်မှာသင်ရရုံပိုင်ဆိုင်ထားသောဘုရားကနှုတ်ကပတ်တော်အပြင်သင်ဘဝကိုတာရွှေစံပါ၍သင်ရပြည့်စုံ၍တာရွှေဘုရားဘုံတော်ထင်ရှားစေမှာသင်ကိုယ်တိုင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်